ဒီတစ်ခါမှာတော့စိတ်ကြဝေဒနာခံစားနေရတဲ့မိန်းကလေးတစ်ယောက်ဟာသူ့ရဲ့အချစ်တော်ခွေးလေးကိုဘေးအိမ်ကအိမ်နီးနားချင်းကခိုးယူသွားတာကိုသိလိုက်ရပါတယ်။သူကအိမ်နီးနားချင်းစီသွားပြီးခွေးလေးကိုပြန်ပေးဖို့တောင်းဆိုတဲ့အခါမှာတော့အိမ်နီးနားချင်းဖြစ်သူကထမင်းစပွဲပေါ်ကနေသူ့စီကိုအယိုတစ်ချောင်းနှမ်းပစ်ပေါက်လိုက်မယ်လို့သူဘယ်တော့မှမထင်မှတ်ထားခဲ့ပါဘူး။အဲ့ဒီအချိန်မှာပဲကောင်မလေးရဲ့မျက်လုံးတွေဟာချက်ချင်းဆိုသလိုအလွန်အမင်းရက်ဆက်ကြမ်းကြုတ်တဲ့အရေးအယောင်တွေဖြစ်ပေါ်လာပါတော့တယ်တကယ်တော့ဒီမိန်းကလေးဟာမူလကကျမ်းမာရေးဆေးရုံမှာယောဂဝေဒနာအပြင်းထန်ဆုံးခံစားနေရတဲ့လူနာတစ်ယောက်ဖြစ်ခဲ့ပူပါတယ်။သူဟာသူ့ရဲ့ဒေါသတကြီးစိတ်လှုပ်ရှားတတ်တဲ့ခံစားချက်တွေကိုအိမ်မွေးခွေးလေးတစ်ကောင်ပေါ်မလာခင်အထိဘလို့မှမထိန်ချုပ်နိုင်ခဲ့ပါဘူး။ခွေးလေးရှိလာပြီးနောက်ပိုင်းမှာတော့ကောင်မလေးရဲ့အခြေအနေဟာတဖြည်းဖြည်းတိုးတက်ကောင်းမွန်လာခဲ့လို့ဆေးရုံအုပ်ကြီးကသူ့ကိုဖြည်းဖြည်းချင်းပြန်လည်ကောင်းမွန်လာစေဖို့အတွက်ဆေးရုံကနေဆင်းခွင့်ပေးလိုက်တာဖြစ်ပါတယ်။ကောင်မလေးအိမ်အသစ်ကိုပြောင်းရွှေ့လာပြီးတဲ့နောက်မှာတော့ဒီမှာအမိုက်မျိုးစုံအများရန်ရောက်နေတတ်ပါတယ်။ဒါပေမဲ့ဒီထက်မှာကကောင်မလေးနဲ့သူ့အိမ်နီးနားချင်းနှစ်အိမ်ထဲပဲရှိတာပါ။ကောင်မလေးကဒေါသတကြီးနဲ့အိမ်နီးနားချင်းရဲ့တကားကိုတွားခောက်ခဲ့ပေမဲ့အိမ်နီးနားချင်းကတော့သူတို့အမိုက်ပြစ်တာမဟုတ်ကြောင်းပြက်ပြက်သားသားညှင်းဆိုခဲ့ပါတယ်။ကောင်မလေးကမူလကတော့အိမ်နီးနားချင်းနဲ့အေးအေးဆေးဆေးစကားပြောဆွေးနွေးချင်ခဲ့တာပါ။ဒါပေမဲ့အိမ်နီးနားချင်းကတော့တကားကိုဖုန်းကနေချက်ချင်းပိတ်ပစ်လိုက်ပါတယ်။အဲ့ဒီနောက်ပိုင်းကစလို့အိမ်နီးနားချင်းဟာကောင်မလေးရဲ့အိမ်ရှိမှာနေအဲ့အမိုက်တွေအပုံလိုက်လာပစ်ပါတော့တယ်။ကောင်မလေးကတွားရောက်ပြောဆိုတိုင်းလဲသူတို့ကအထောက်ထားပြဖို့တောင်းဆိုကြတာကြောင့်ကောင်မလေးဟာတကားဝမှာစောင့်ကြည့်ကင်မရာတစ်လုံးတက်ဆင်လိုက်ရပါတယ်။တရက်မှာတော့ကောင်မလေးဟာစောင့်ကြည့်ကင်မရာကနေတဆင့်အိမ်နီးနားချင်းရဲ့ကလေးကသူ့အိမ်တကားရှိမှာခဏခဏလာပြီးစီးထိုင်သွားနေတာကိုမြင်လိုက်ရပါတယ်။သူလဲတားဆီးဖို့အတွက်တကားကိုအမြန်ဖွင့်လိုက်ပေမဲ့တစ်ဖက်ကတော့ဒါဟာအများပိုင်နယ်မြေဖြစ်ပြီးသူတို့ကြိုက်တာလုပ်ဖို့သူတို့မှလွတ်လပ်ခွင့်ရှိတယ်။ပြန်ပြောခဲ့ပါတယ်ကောင်မလေးဟာအကူအညီရလိုရညာအင်ယာစီမံခန့်ခွဲရေးအဖွဲ့စီကိုလှည့်ပတ်အကူအညီတောင်းခဲ့ရပါတယ်။အင်ယာစီမံခန့်ခွဲရေးအဖွဲ့ကလည်းဒီမိသားစုဟာအရန်ကိုပိုကြဆုံးမှုတက်မှန်ဟိုးကလေးကတီးထားကြပေမဲ့သူတို့ကိုကင်တွယ်ဖြည့်ရှင်းဖို့ဘလို့မှနီးလန့်မရှိခဲ့ပါဘူး။အဲ့ဒီအချိန်မှာပဲကောင်မလေးရဲ့စိတ်ခံစားချက်တွေကတဖြည်းဖြည်းထိမနိုင်သိမ့်မရဖြစ်လာပြီးသူဟာယူသွမတက်အော်ဟစ်ပါတော့တယ်။အဲ့ဒီအချိန်မှာသူ့ရဲ့ခွေးလေးကပြေးလာပြီးသူ့ကိုကိုတီးပိုးတက်လုပ်ပေးခဲ့ပါတယ်။ဆေးရုံကိုပြန်မသွားချင်တော့တာကြောင့်ကောင်မလေးဟာချက်ချင်းပဲစိတ်ကိုပြန်လဲတည်ငြိမ်အောင်ထိန်းလိုက်ပါတယ်။ကောင်မလေးကဒါတွေအားလုံးကိုတီးခံဖို့ဆုံးဖြတ်လိုက်ပေမဲ့လည်းသူ့ကိုမောင်းထုတ်ဖို့အတွက်အိမ်နီးနားချင်းကညတိုင်းနေရန်ကိုယူမတက်လာထူရိုက်လိုက်မယ်လို့တော့လုံးဝမမျှော်လင့်ထားခဲ့ပါဘူး။တာမန်လူတစ်ယောက်လိုနေထိုင်နိုင်ဖို့အတွက်သူဟာအိမ်နီးနားချင်းရဲ့ဗိုလ်ကြတဲ့အပြုတ်မှုတွေကိုအတန်တိတ်တီးခံခဲ့ပါတယ်။နောက်တနေ့မနက်နိုးလာတဲ့အခါမှာတော့ကောင်မလေးဟာသူ့ရဲ့ခွေးလေးပျောက်ဆုံးနေတာကိုရပါတယ်။သူလဲရှာဖွေဖို့အတွက်စောင့်ကြည့်ကင်မရာကိုချက်ချင်းဖွင့်ကြည့်လိုက်တာပေါ့။ရလက်အနေနဲ့ကတော့အိမ်နီးနားချင်းကသူ့ခွေးလေးကိုခိုးသွားတာကိုကင်မရာထဲမှာမြင်လိုက်ရပါတယ်။ကောင်မလေးဟာခွေးလေးကိုပြန်တောင်းဖို့အိမ်နီးနားချင်းစီအမြန်သွားခဲ့ပါတယ်။အိမ်ရှိကိုရောက်တာနဲ့အိမ်နီးနားချင်းရဲ့ကလေးကကောင်မလေးရဲ့ခေါင်းကိုဘတ်စတက်ဘောလုံးနဲ့လှမ်းပစ်ပေါက်ယုံတင်မကပဲသူ့ကိုအိမ်ထဲမဝင်ရအောင်တကားပိတ်ဖို့ပါစူးစမ်းခဲ့ပါတယ်။ဒီအချိန်မှာတော့ကောင်မလေးဟာသူ့ရဲ့အတွင်းစိတ်ခံစားချက်တွေကိုသူကအိမ်နီးနားချင်းအိမ်ထဲကိုအတင်းတိုးဝင်သွားပြီးသူ့ခွေးလေးကိုပြန်ပေးဖို့အတနာခံတောင်းဆိုခဲ့ပေမဲ့အိမ်နီးနားချင်းကတော့သူတို့ခွေးလေးကိုလုံးဝမမြင်မိဘူးလို့ပြောပါတယ်။ကောင်မလေးကစောင့်ကြည့်ကင်မရာဗီဒီယိုကိုအိမ်နီးနားချင်းကိုပြလိုက်တဲ့အခါမှာတော့အိမ်နီးနားချင်းကထမင်းစပွဲပေါ်ကနေသူ့စီကိုအယိုတစ်ချောင်းနှမ်းပစ်ပေါက်လိုက်ပါတယ်။စပွဲပေါ်ကဟင်းလျာတွေကိုကြည့်ရင်းနဲ့ကောင်မလေးဟာသူ့ရဲ့စိတ်ခံစားချက်တွေကိုဘလို့မှဆက်ပြီးမထိန်ချုပ်နိုင်တော့ပါဘူး။မိသားစုတစ်ခုလုံးဟာမကြခင်မှာအလွန်ကြီးမားတဲ့ပေးဆက်မှုကိုကြုံတွေ့ရတော့မှာဖြစ်ပါတယ်။